episode တွေရဲ့အစမှာတော့ဂျာကသူတို့ယင်ကြီးကိုအားလုံးပြင်ဆင်ပြီးဖြစ်ပေမဲ့အောက်ဆီဂျင်ကနေပါနေရကြောင်းသူတို့အတွက်50တန်နိုင်လောက်ပဲအချိန်ရှိတော့တဲ့အကြောင်းပြောနေခဲ့ပါတယ်။ဒါပေမဲ့လည်းသူတို့ရဲ့မျိုးဆက်ဖြစ်တဲ့လူငယ်ရောက်တရားကကမ္ဘာပေါ်မှာအသက်ရှင်နေရဆိုတာသိထားရတာကြောင့်အရန်ကုန်ယူမိတဲ့အကြောင်းပြောလိုက်ပြီးအပေါ်မှာရှိနေတဲ့ပြည်သူတွေအတွက်ကတော့ကြံနေရဲ့အချိန်တွေမှာလိုအပ်တဲ့ရိခါတွေကိုထောက်ဝယ်ပေးမယ်လို့ပြောလိုက်ပါတယ်။ကိန်းကတော့သူတို့တွေဘာဆက်ဖြစ်မလဲဆိုတာကိုမသိတဲ့အတွက်ရိခါတွေကိုမဖြုံးတိသိမှုလို့ပြောလိုက်ပြီးဂျာကတော့ကိန်းကိုကြံနေရဲ့အချိန်တွေမှာပြန်မကောင်းနိုင်တော့တဲ့အရင်ကိုပြင်ပြီးအချိန်ဖြုံးနိုင်တယ်လို့ပြောကသူကတော့လက်ကျန်အချိန်လေးကိုအေးစစ်စစ်ဖြတ်စမ်းတော့မယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ရီဗန်တို့ကကဘာသားတွေလာတိုက်ခဲ့တဲ့အချိန်မှာအစင်းသေးဖြစ်နေအောင်မိုင်းတွေထောင်နေခဲ့ပြီးဘယ်လာမီကတော့မိုင်းတွေကိုမနိုင်မရောက်ခင်အသင်းဖြစ်စေခြင်းတယ်လို့ပြောကဒီနေရာပြီးရနဲ့နောက်ထပ်နေရာကိုထပ်သွားရမယ်လို့ပြောလိုက်ပါတယ်။ရီဗန်ကတော့သူတို့တွေမနဲ့ရောက်တာနဲ့ပျောက်နေတဲ့ကလောက်တို့ကိုရှာမယ်လို့ပြောထားတာမဟုတ်ဘူးလားလို့မေးလိုက်ပြီးဘယ်လာမီလည်းသူတို့စကန်အပြင်မှာကဘာသားတွေကတိုက်ခိုက်ဖို့တက်ပြင်ဆင်နေကြတာကြောင့်ဘယ်သူမှစကန်ကနေထွက်သွားလို့မရဘူးလို့ပြောလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲကောင်လေးတယောက်ကတရက်ဖောက်မိသွားတာကြောင့်ဘယ်လာမီလဲစိတ်လိုသွားကသူတို့တွေမိုင်းနေထောင်ဖို့အတွက်အချိန်ရတယ်ဆိုတာတရားကိုဖောက်ခွဲနိုင်တဲ့ကြောင့်လို့ပဲပြောလိုက်ပြီးအခုအချိန်မှာတော့ကဘာသားတွေကသူတို့ကိုတိုက်ခိုက်ဖို့အစင်းသေးဖြစ်နေကြပြီလို့ပြောလိုက်ပါတယ်။ကလောက်ကတော့အန်ရစီမှာဖန်ခံထားရတာဖြစ်ပြီးနောက်ထပ်ရောက်လာတဲ့တမ်မူထရက်ကတော့သူတို့နေမြေထဲကျူးကျော်လာတဲ့ကလောက်ရဲ့လူတွေကိုမနေ့၄ရောက်ထွက်တာနဲ့တိုက်ခိုက်မယ်လို့ပြောကကလောက်ကိုအဆုံးသတ်ဖို့လုပ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲတစ်ဖက်ကကနေအချက်ပြဖို့တစ်ခုတွေ့လိုက်ရတာကြောင့်အန်ရလည်းအဲ့ဒီနေရာကိုမြတ်သွားဖို့တက်လုပ်လိုက်ပြီးကလောက်ကိုတတ်ဖို့အတွက်သူ့လူတယောက်ကိုအမိန်ပေးကထွက်သွားခဲ့ပါတယ်။အဲ့ဒီကဘာသားကလည်းဓာတ်တစ်လျှောက်ထုတ်ကကလောက်စီကိုသွားလိုက်ပြီးကလောက်ကတော့ထွက်ပြေးဖို့လုပ်နေခဲ့တာကြောင့်ကဘာသားလည်းတန်ကျုပ်ကိုအားနဲ့ဆောက်ဆွဲကကလောက်ကိုသတိလက်သွားအောင်လုပ်လိုက်ပါတယ်။စခန်းမှာတော့ဂျက်စပါကပျောက်သွားတဲ့ကလောက်တို့နဲ့မူဒီကိုဘယ်လာဘီကရှာဖွေဖို့မလုပ်တာကြောင့်မကျင်မနဲ့ဖြစ်နေခဲ့ပြီးကလောက်တို့နေရာမှာသာဗီယာဖြစ်နေရင်မင်းအဲ့ဒီလိုဆုံးဖြတ်မှာမဟုတ်ဘူးလို့ဘယ်လာမီကိုပြောကဂျဲမုတ်တွေယူဖို့အတွက်ရင်ပေါ်တက်ကိုသွားခဲ့ပါတယ်။ကဘာသားတွေရဲ့လက်ချက်နဲ့ဒဏ်ရာရကအေးရပေါ်မှာလဲနေတဲ့လူငယ်လေးကိုတော့မာဖီကသူ့ရဲ့လေပင်ကိုကျုပ်ကွင်းဆုတ်ခဲ့တဲ့အတွက်လက်စတုံနေခဲ့ပြီးအဲ့ဒါတွေကိုတော့ဂျေဘော်တက်ကဆင်းလာတဲ့ဂျက်စပါကတွေ့သွားခဲ့ပါတယ်။မာဖီလည်းဇွဲပေါ်မှာတင်ထားတဲ့တနက်ကိုအမြန်ပြေးယူကဂျက်စပါကိုချိန်ထားလိုက်ပြီးအဲ့ဒီကောင်ကသူ့ကိုတပ်ဖို့အတွက်ကြိုးစားခဲ့တာကြောင့်သူ့ဘက်ကလက်စချိလိုက်တာဖြစ်ကြောင်းပြောနေခဲ့ပါတယ်။ဂျက်စပါကတော့သူ့စီမှာရှိတဲ့စကားပြောစက်ကိုဖွင့်ကမာဖီကဒဏ်ရာရနေတဲ့လူငယ်လေးကိုတပ်လိုက်တဲ့အကြောင်းကိုပြောလိုက်ပြီးလက်ထဲမှာလည်းတနက်ကင်ထားတဲ့အကြောင်းပြောလိုက်ပါတယ်။ဘယ်လာမီလည်းချက်စစ်ဆိုသလိုရေစီကိုပြေးသွားခဲ့ပေမဲ့ရင်တကားကပိတ်သွားခဲ့ပြီးအထဲမှာရှိနေတဲ့မာဖီကတော့ဘယ်လာမီကသူရဲကောင်းလုပ်မယ်ဆိုရင်ဂျက်စပါကိုတပ်ပစ်မယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ကလောက်ကိုတပ်ဖို့တာဝန်ယူရတဲ့ကဘာသားကတတိလစ်နေတဲ့ကလောက်ကိုဖင်းရှိရာစီကိုခေါ်သွားပေးလိုက်ပြီးသူ့ရဲ့မျက်နှာပေါ်ကိုချွတ်လိုက်တဲ့အချိန်မှာတော့ VI ရဲ့ချစ်သူလင်ကိုဖြစ်နေခဲ့ပါတယ်။လင်ကိုကတော့အန်ယာတို့အာယုံပြောင်းသွားအောင်အချက်ပြမီကိုတူလုပ်ခဲ့တာလို့ပြောနေခဲ့ပြီးတစ်ချိန်တည်းမှာပဲအဲ့ဒီမီကငြိမ်းသွားခဲ့တာကြောင့်လင်ကိုလည်းချက်ချင်းထွက်ပြေးဖို့အတွက်ကလောက်တို့ကိုပြောလိုက်ပါတယ်။လင်ကိုလည်းစကိုင်းကိုပြန်ဖို့အတွက်ဖြတ်လက်တစ်ခုဖြစ်တဲ့လိုင်းကိုတစ်ခုစီကိုခေါ်သွားပေးလိုက်ပြီးအဲ့ဒီဂူထဲမှာကစိုးတဲ့မျိုးနယ်စုတစ်ခုရှိနေရကြောင်းအန်ယာတို့ဂူထဲကိုတော့လိုက်လာမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။နောက်ကနေတော့အန်ယာတို့အဖွဲ့ကရောက်လာကဂူထဲဝင်သွားတဲ့လင်ကိုတို့ကိုပြားနဲ့အဆက်မပြတ်ပြစ်နေခဲ့ပြီးဂူထဲကိုလိုက်ဝင်သွားဖို့လှုပ်လိုက်တဲ့အချိန်မှာတော့တမ်မိုးထွက်ကတားလိုက်ကစကိုင်းကိုတိုက်ခိုက်ဖို့အတွက်ပဲအာရုံစိုက်ဖို့ပြောလိုက်ပါတယ်။စခန်းမှာတော့ဗီယာကဂျက်စပါဖန်ခံရတာကိုသိတာကြောင့်ဒေါသထွက်ကဂျက်စပါတစ်ခုဖြစ်သွားမယ်ဆိုရင်နေကိုတပ်ပြမယ်လို့မာဖီကိုပြောနေခဲ့ပြီးဘယ်လာမီကိုလည်းကယ်တင်ဖို့ဘာမှမလုပ်တာကြောင့်အပြစ်တင်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရီဗန်ကရောက်လာကရင်ရဲ့နောက်ဖက်မှာချိုးရင်းနေတဲ့ခလုတ်တစ်ခုရှိနေရကြောင်းအဲ့ဒါကိုပြင်နိုင်မယ်ဆိုရင်ကျမ်းမြေကနေရင်ထဲကိုဝင်လို့ရတယ်လို့ပြောလိုက်ပါတယ်။ဘယ်လာမီလည်းကဘာသားတွေကသူတို့စကန်ကိုလာတိုက်ခဲ့တော့မယ်အချိန်မှာမာဖီကရင်မိုင်သိမ်းထားတာကြောင့်အကုန်လုံးသိကုန်လိမ့်မယ်လို့ပြောလိုက်ပြီးဂျက်စပါစားသူ့ကိုဖမ်းထားဖို့အတွက်ပြောလိုက်ပါတယ်။ဗီယာကတော့ဘယ်လာမီသားအထဲကိုဝင်သွားမယ်ဆိုရင်မာဖီကတက်လိမ့်မယ်လို့ပြောလိုက်ပြီးဘယ်လာမီကတော့သူ့ဖမ်းမခံရင်လည်းဂျက်စပါတေးရလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်။မာဖီလည်းရင်ရဲ့ဝင်ပေါက်ကိုဖွင့်ပေးလိုက်ပြီးလက်နက်တွေကိုပြင်မာထားခဲ့ဖို့ပြောကဘယ်လာမီတယောက်တည်းဝင်လာဖို့အတွက်ပြောလိုက်ပါတယ်။ဗီယာကလည်းရီဗန်ခလုတ်ပြင်ပေးရတဲ့နေကိုကဲထုတ်ပေးပါလို့ပြောလိုက်ပြီးဘယ်လာမီကတော့ကဘာသားတွေကတိုက်ခိုက်ဖို့အတွက်ရောက်လာမှဖြစ်တာကြောင့်စကမ်းမှာရှိတဲ့လူငယ်တွေကိုအစင်းသေးဖြစ်နေအောင်လုပ်ခိုင်းထားဖို့ပြောလိုက်ပါတယ်။ကလောက်တို့ကတော့ဂူထဲမှာရှိနေခဲ့ပြီးလင်ကိုကတော့သူ့ပိုင်နာမှာစိုက်နေတဲ့ပြားကိုထုတ်ပေးဖို့ပြောလိုက်တာကြောင့်ကလောက်လည်းပြားကိုထုတ်ပေးကအနာကျက်အောင်လို့အပူပေးထားတဲ့ဓာတ်နဲ့ကပ်ပေးလိုက်ပါတယ်။စခန်းမှာတော့ရင်ထဲကနေတနက်ဖောက်တန်ချက်ကိုကြားလိုက်ရတာကြောင့်ဗီယာလည်းသူ့ကိုအစီပြေလားဆိုတာကိုလှမ်းမေးလိုက်ပြီးဘယ်လာမီကတော့သူအစီပြေလို့ပြောကရေဘက်ကိုလည်းအလုပ်ကိုအမြန်လုပ်ခိုင်းမှုပြောလိုက်ပါတယ်။မာဖီကတော့ဘယ်လာမီကိုကော့ဘာသာကြိုးချီဖို့အတွက်ပြောလိုက်ပြီးဘယ်လာမီကတော့သူ့ကိုတောင်းမဲ့စေချင်တာဆိုရင်တောင်းမဲ့မှုအသင်ပဲလို့ပြောလိုက်ပါတယ်။မာဖီကတော့ဘယ်လာမီကအမားတွေလုပ်ခဲ့တဲ့သူဖြစ်တာကြောင့်သူခံစားရတဲ့အတိုင်းပြန်ခံစားစေချင်တာလို့ပြောကမင်းကိုအဆုံးသတ်ပေးမယ်လို့ပြောလိုက်ပါတယ်။အပေါ်မှာတော့အရက်တောက်ရင်အမတ်တရားတွေကိုကြည်နေတဲ့ဂျာဟာကအမတ်မထင်ပဲကဘာမြေဆွဲအားကြောင့်ပြောနေတဲ့ဗီဒီယိုကိုတွေ့သွားခဲ့တာကြောင့်အကြံတစ်ခုရသွားခဲ့ပါတယ်။တစ်ဖက်ကဂူထဲမှာတော့လင်ကုန်းကဦးဆောင်ကထပေါက်စီကိုသွားနေခဲ့ပြီးကလောက်ကတော့သူတို့ရဲ့ရှင်နာမှာအတန်တွေကိုကြားလိုက်ရတာကြောင့်အဲ့ဒါတွေကဘာယူလဲလို့မေးလိုက်ပါတယ်။လင်ကုန်းလည်းရေသိမ်းသူတွေပဲလို့ပြောကဖိလက်ထဲမှာရှိတဲ့မီတိုကိုယူလိုက်ပြီးချက်ချင်းဆိုသလိုညှိပြလိုက်ပါတယ်။
ဒီလိုနဲ့လင်ကွန်းလွန်နဲ့ရေသိမ်းသူတွေရှိတဲ့အနီးအနားမှာနေရာယူလိုက်ပြီးလင်ကွန်းကတော့သူကရေသိမ်းသူတွေကိုအာရုံလွှဲပေးမှဖြစ်တာကြောင့်ကလောက်တို့ကိုအဲ့ဒီအချိန်မှာထွက်ပြေးဖို့ပြောကစခန်းကိုရောက်တဲ့လမ်းကိုပြပြနေခဲ့ပါတယ်ကလောက်ကတော့ရေသိမ်းသူတွေကလင်ကွန်းကိုမိသွားမယ်ဆိုရင်တခါလေအသက်ခံရလိမ့်မယ်လို့ပြောလိုက်ပြီးလင်ကွန်းကတော့ကိုယ့်ဘာသာစိတ်ဘူးဖို့ပြောကအန်ယာတို့ကမတိုက်ခိုက်ခင်မှာကဲထောက်တွေကိုအရင်လှုပ်ပေးမှဖြစ်ကြောင်းပြောလိုက်ပါတယ်အဲ့ဒါကြောင့်ပဲအဲ့ဒီကဲထောက်တွေမရောက်ခင်မှာထွက်ပြေးဖို့အတွက်ပြောလိုက်ပြီးအရှိပင်လိုက်မှာတုတ်တငယ်ကြီးလူနာဦးဆောင်တဲ့မျိုးနွယ်စုတစ်ခုရှိတာကြောင့်အဲ့ဒီကိုသွားဖို့အတွက်ပြောလိုက်ပါတယ်အဲ့လိုနဲ့လင်ကွန်းလည်းသူတို့ဘက်ကိုလာနေတဲ့ရေသိမ်းသူတယောက်ကိုတိုက်ခိုက်ကထွက်ပြေးသွားခဲ့တာကြောင့်ကျန်တဲ့ရေသိမ်းသူတွေကလည်းလင်ကွန်းနောက်ကိုလိုက်သွားခဲ့ကြပါတယ်ကလောက်တို့ကတော့အရင်ဆုံးမပြေးပဲဂိုထဲမှာရှိနေတဲ့တွန်းလဲတွေကိုစစ်စစ်ကြည့်နေခဲ့ကြပြီးအနောက်ကနေတော့ကြံနေခဲ့တဲ့ရေသိမ်းသူတယောက်ကရောက်လာခဲ့ပါတယ်အစာပိုင်းမှာတော့ရေသိမ်းသူကအသာစီးရနေခဲ့ပေမဲ့ဖင်းကအနားမှာရှိနေတဲ့ကြောက်ခွဲကိုယူကအဆက်မပြတ်ရလိုက်တာကြောင့်ရေသိမ်းသူလည်းအဲ့ဒီနေရာမှာနေကိစ္စသုံးသွားခဲ့ပါတယ်စခန်းမှာတော့ရေဗန်ကရင်ခန်းထဲကိုဝင်နိုင်ဖို့အတွက်ကြိုးစားနေခဲ့ပြီးရင်ထဲမှာရှိနေတဲ့မာဖီကတော့ဘယ်လာမီကိုကျိုးနဲ့လေပင်ကိုဆုတ်ခိုင်းလိုက်ကဘယ်လာမီတေတာနဲ့စခန်းမှာရှိနေတဲ့လူငယ်တွေကိုဥဆောင်ရမယ်သူကသူတယောက်တည်းပဲရှိရတယ်လို့ပြောနေခဲ့ပါတယ်အဲ့လိုနဲ့မာဖီကသူနောက်ထပ်တတ်မဲ့သူကဗီယာဘေးလို့ပြောလိုက်တာကြောင့်ဘယ်လာမီနဲ့ဒေါသထွက်ကတိုက်ခိုက်ဖို့ကြိုးစားလိုက်ပြီးမာဖီကတော့ဘယ်လာမီလက်ဘေးမှာဆွတ်ထားတဲ့ကျိုးရဲ့အစကိုဆွဲထားလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲရဲအောက်ခြေကနေအတန်တွေကိုကြားလိုက်ရတာကြောင့်မာဖီလည်းတနက်နဲ့ကြမ်းမြင်တွေကိုပြစ်နေခဲ့ပြီးကြီးကကုံသွားခဲ့တာကြောင့်မာဖီလည်းဘယ်လာမီမတက်ရထားတဲ့ခုံကိုကန်ထုတ်လိုက်ပါတယ်။မကြခင်မှာတော့ရဲရဲ့တကားကိုဖွင့်နိုင်တဲ့တာကြောင့်မာဖီလည်းရင်ပေါ်တက်ကိုပြေးသွားခဲ့ပြီးကျိုးတဲဖြစ်နေတဲ့ဘယ်လာမီကိုတော့ဂျက်စပါတို့ကအောက်ကိုမြင်ချပေးလိုက်ပါတယ်။တေဘေးကလွတ်လာတဲ့ဘယ်လာမီလည်းရေပေါ်တက်ကိုချက်စစ်လိုက်သွားခဲ့ပေမဲ့ဝင်းပေါက်ကိုတန်ကြောင်းနဲ့ကန့်လန့်ထားတာကြောင့်ဖွင့်လို့မရဖြစ်နေခဲ့ပြီးမာဖီကတော့အနားမှာရှိတဲ့လက်လုံပုံတစ်လုံးနဲ့ရင်နေရန်ကိုအပေါင်းကြီးဖြစ်အောင်လုပ်ကထွက်ပြေးသွားခဲ့ပါတယ်။ဂျက်စပါကတော့မာဖီကိုလိုက်ဖဲဖို့အတွက်ပြောလိုက်ပေမဲ့ဘယ်လာမီကမာဖီကိုကဘာသားတွေကစီရင်သွားလိမ့်မယ်လို့ပြောလိုက်ပြီးသူတို့နှစ်ယောက်ကတော့ကလောက်တို့ကိုသွားချမယ်လို့ပြောလိုက်ပါတယ်။ဂျက်စပါလည်းဘယ်လာမီကသူ့အတွက်အသက်နဲ့လဲပြီးကာကွယ်ပေးခဲ့တာကြောင့်ကျေးဇူးတင်စကားပြောကအခုချိန်ကစပြီးဘယ်လာမီပြောသမျှဖြစ်စေရမယ်လို့ပြောလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲကလောက်နဲ့ဖင်ကရောက်လာခဲ့ပြီးဖင်ကတော့ကဘာသားတွေကသူတို့ထင်တာထက်အန်ရများတာကြောင့်သူတို့တွေစကန်ကိုလာမတိုက်ခိုက်ခင်မှာထွက်ပြေးဖို့အတွက်ပြောလိုက်ပါတယ်။ဘယ်လာမီကတော့လက်နက်အပြည့်စုံရှိစကန်ကိုထားခဲ့ပြီးဘာဖြစ်လို့ထွက်ပြေးရမှာလဲလို့ပြောကစကန်ကိုကာဝယ်ဖို့အတွက်တာဝန်ရှိတဲ့အကြောင်းပြောနေခဲ့ပါတယ်။ကလောက်ကတော့သူတို့တွေထွက်ပြေးမယ်ဆိုရင်ဒီစကန်ထက်လုံခြုံတဲ့နေရာကိုတစ်ချိန်မှတွေ့မယ်လို့ပြောလိုက်ပြီးဒီနေရာကနေမထွက်သွားဘူးဆိုရင်တော့ညာတွင်ချင်းအကုန်တရားလိမ့်မယ်လို့ပြောကထွက်ခွာဖို့အတွက်ပြင်ဆင်ခိုင်းလိုက်ပါတယ်။အဲ့ပေါ်မှာတော့စင်းကလည်းသူတို့တွေဘယ်လိုပဲစူးစမ်းနေပါစေအရင်ကပြန်ကောင်းလာမှာမဟုတ်ဘူးလို့ပြောနေခဲ့ပြီးဂျာကတော့သူ့စီမှာကဘာကိုပြန်သွားနိုင်မယ်အစီအစဉ်ရှိတဲ့အကြောင်းပြောလိုက်ပါတယ်အဲ့လိုနဲ့ဂျာကသူတို့တွေအကုန်လုံးရင်ပေါ်မှာနေပြီးအသေးခံမဲ့အစားကဘာကိုသွားဖို့အတွက်စူးစမ်းသင့်တယ်လို့ပြောလိုက်ပြီးအရင်ကြီးတစ်ခုလုံးကိုကဘာဝဆင်းသက်ဖို့အတွက်ပြောလိုက်ပါတယ်